ဘာဖြစ်ကွာငါတော့လုတ်ပြလိုက်တော့မယ်ဘာဖြစ်ကွာဆိုတာဘာပြောတာတော့ကောင်းတာတွေကိုမရလဲကိစ္စမရှိဘူးစွန့်ပလိုက်ပြီဟုတ်တယ်မဟုတ်လားငါဆင်းရဲခြင်းဆင်းရဲပါစေကိုမြန်ဆင်းရဲခြင်းဆင်းရဲပါစေလို့လုပ်နိုင်တာနဲတဲ့ညံတုံးမှုလားစဉ်းစားစရာကောင်းရနော်ဘယ်သူမြောက်ပေးတာတော့ဒေါသမြောက်ပေးတာနော်ယေနာဘိဗုဒ္ဓကုသလံဇာတိဒေါသနှိမ့်ဆက်ပြီးဆိုရင်အဲ့ဒီလူကောင်းတာတွေအကုန်လုံးစွန့်ပြီပရက်ကရေဝိပုလင်ဇာပိအထံကြီးမားတဲ့အကျိုးစီးပွားကို तू အပပြုတ်လိုက်တယ်တဲ့အဲ့ဒါတွေနဲ့ကင်းကွာသွားတယ်လို့ပြောတာကြီးမားတဲ့ကိုကျိုးစီးပွားတွေနဲ့ तू နဲ့ဘာဖြစ်သွားပြီတော့ကင်းကွာသွားပြီတဗိမတေနောဘလဝပမတ်တေအဲ့ဒီဒေါသမှာစစ်တီတွေများစွာရှိတယ်တဲ့အားကြီးတဲ့လူကိုတောင် तू ဟာနှိပ်စက်နိုင်တယ်တဲ့ဒီစကားလေးတွေကစဉ်းစားတဲ့အကောင်းနော်ဒေါသမှာစစ်တီတွေအများကြီးရှိတယ်ဘုန်းကြီးကတော့ဘယ်လိုလေးမြင်မိတော့ဒီစကားကိုဒေါသဖြစ်ပြီးဆိုရင်အဲ့ဒီလူကိုယ်၌ကသူ့ကိုယ်သူဒေါသဖြစ်တဲ့နယ်လို့ထင်ဖို့အတွက်အတွေးပေါင်းများစွာနဲ့ထောက်ကန်ထားငါစိတ်တူတာသဘာဝကျတယ်ဘယ်သူမှဟောလို့ကိုမရတော့ဟုတ်လားအဲ့ဒါကိုပြောတာသူ့မှာစစ်တီတွေအများကြီးရှိတယ်ဆိုတာဟုတ်လား तू ကယုတ်တိရှာထားတယ် तू ကသူသဘာဝကျတယ်လို့လှုပ်ထားတယ်ဟုတ်တယ်မဟုတ်လားနော်ဒေါသဖြစ်ပြီဆိုလို့ရှိရင် तू အမားကြီးလွန်ကျူးနေတာလို့အမားကြီးဖြစ်နေတာလို့ तू ကမခံယူဘူးငါဖြစ်တဲ့လို့ဖြစ်နေတာဆိုတာပဲ तू ကပြောနေတယ်ဘယ်လိုလုပ်မလို့ကဲအဲ့တော့သူ့ဘက်ကဘယ်သူတွေကကြားကန်ထားတာတော့နော်အာယောနိသောမနတိကာရပေါ့နော်နှလုံးသွင်းမှားယွင်းမှုတွေမသိတော်တဲ့အတွေးအကြံတွေအဲ့ဒါတွေကဒေါသရဲ့ဘက်တော်သားတွေဒေါသအားကြီးအောင်သူတို့မြှောက်ပေးမယ်ဆွပေးမယ်နော်အဲ့ဒါကိုရည်ရွယ်ပြီးတော့ပြောတယ်လို့ထင်တယ်ပေါ့နော်ဒေါသမှာစစ်တီများစွာရှိတယ်တဲ့ဒါကြောင့်အားကြီးတဲ့လူတွေကိုတောင် तू ကနှိပ်စက်နိုင်တယ်ပိုက်ဆံဘလောက်ရှိအာနာဘလောက်ရှိပညာဘလောက်တတ်ဒေါသဖြစ်လာပြီဆိုရင်အဲ့ဒီလူကဖြစ်သွားဒေါသချေချုံဖြစ်သွားတာပဲဟုတ်တယ်မဟုတ်လားဒေါသပဲသူ့ကိုနိုင်နေတာဒေါသပဲသူ့ကိုလွှမ်းမိုးနေတာအစကြီးပါတယ်ဆိုတဲ့အားတွေဒေါသကိုမလှန်နိုင်ဘူးဒါကို तू ပြောတာနော်စစ်တီများစွာရှိတဲ့အားကြီးတဲ့လူတွေကိုတောင်နှိပ်စက်နိုင်သောရှိတဲ့အဲ့ဒီအမျက်ဒေါသငါတန်တန်ကမဖြစ်စေရဘူးမထွက်စေရဘူးလို့ तू အဲ့လိုပြောတယ်နောက်ကထာလေးကဥမာလေးနဲ့ပြောတယ်ကထသမိန်မထမာနသမိန်ပါဝကောနာမဇာယတိတမေဝကထံတဟတိယတမသောဇာယတိခိနိအတိပ္ပယ်ကပြောတာတော့နော်ဟိုရှိတုန်းကမီးရဖို့ဆိုလို့ရှိရင်မီးပုတ်ခုံလေးနဲ့ပုတ်ကြတာရှိတယ်မာကျောတဲ့အသားကိုခွက်ကလေးလှုပ်အဲ့ဒီတဲကိုဦးဇင်းတို့ဝါးလေးတွေကိုနုနုလေးဖြစ်အောင်ရေပေါ်သားမျိုးလေးကိုနုနုလေးဖြစ်အောင်လှုပ်ပေါ်ထည့်ပြီးတော့အပေါ်ကမာကျောတဲ့ကြပွေးထည့်ပြီးတော့အဲ့ဒါကိုဒလက်နဲ့တခါလေးလှည့်တာပေါ့နော်လှည့်တဲ့အခါကျတော့ဒီပုတ်အားပြင်းထန်တဲ့လျင်မြန်တဲ့ပုတ်အားကြောင့်အပူဓာတ်ဖြစ်ပြီးတော့အဲ့ဒီအပူဓာတ်ကအဲ့ဒီထဲမှာထည့်ထားတဲ့ဝါနုနုညံ့ညံ့အမှုန်လေးတွေနဲ့ရောပြီးတော့မီးဖြစ်သွားတယ်မီးပုတ်ခုံခေါ်တာပေါ့နော်အဲ့ဒါနဲ့ဥမာပေးတာကထသမိန်မထမာနသမိန်ပါဝကောနာမဇာယတိမီးပုတ်လိုက်ပြီဆိုရင်မီးပုတ်ခုံမှာမီးဆိုတာဖြစ်လာတယ်တဲ့အဲ့ဒီဖြစ်လာတဲ့မီးဟာတမေဝကထံတဟတိအဲ့ဒီမီးပုတ်ခုံကိုပဲအရင်စပြီးတော့လောင်နေတယ်ဟုတ်လားဒီမီးပုတ်ခုံလေးမှာမီးဖြစ်အောင်ပုတ်လိုက်တယ်ဖြစ်ပေါ်လာတဲ့မီးဟာရည်ရွယ်ချက်ကတော့ဒီပြင်နေရာတွေကိုရှို့ဖို့ပဲဟုတ်တယ်မဟုတ်လားဒါပေမဲ့ဘယ်သူ့ကိုအရင်လောင်တာတော့မီးပုတ်ခုံကိုအရင်လောင်တာအဲ့တော့ကိုယ်တန်တမှာဒေါသဖြစ်လာပြီဆိုရင်ကိုယ်ရည်ရွယ်ချက်ကတော့ဘယ်သူ့ကိုစိတ်တိုးတယ်ဘယ်သူ့ကိုစိတ်တိုးတယ်ဘာလို့ပြလိုက်မဲ့ဘာပြုတ်ပြလိုက်မဲ့သူများစီကိုပုတ်လွတ်ဖို့ကိုကစဉ်းစားတာပေါ့နော်ဒါပေမဲ့အဲ့ဒီဒေါသကသူများစီကိုမရောက်သေးခင်သူများကိုမပူလောင်စေခင်မှာကိုအရင်ပူလောင်တယ်ဟုတ်တယ်သူများကိုလည်းပူလောင်စေမှာနော်ဒေါသကနော်ကိုကခက်ခက်နဲ့ကြီးပြောလိုက်တယ်အကျံပရန်ကြီးပြောလိုက်တယ်အကျံပရန်ကြီးပြုတ်လိုက်တယ်ဆိုရင်တစ်ဖက်လူလည်းပါဖြစ်ပြီတော့ပူလောင်မေးပင်မမေးဆင်းရဲပြီဒါပေမဲ့တကယ်တစ်ဖက်လူမှာပူလောင်ပင်မမှုဆင်းရဲမှုမဖြစ်သေးခင်မှာအဲ့ဒီဒေါသဖြစ်တဲ့ကိုယ်ဒီတာနဲ့အရင်ပူလောင်ရတယ်လို့အဲ့ဒါကိုပြောတာနော်ဧဝံမန္တတပောတတဘာလတအဝိဇ္ဇာနဲ့တော့တာရမဇာယတိကောတော့တောပိတေနေဝတရှတိတဲ့အဲ့လိုပဲတဲ့မိုက်မဲတဲ့ပုဂ္ဂိုလ်တွေဟာနားမလဲတဲ့ပုဂ္ဂိုလ်တွေဟာနော်တာရမနင်လားငါလားချုပ်ချယ်တဲ့အလွန်အကဲပြုတ်တဲ့ဒီကောဒဆိုတဲ့အမျက်ကြီးဖြစ်လာပြီဆိုတာနဲ့သောပိတေနေဝတရှတိအဲ့ဒီဒေါသသူ့ကိုပဲလောင်ကျွမ်းပလိုက်တယ်တဲ့နော်ပြောတာလေးကောင်းနော်ဒီဥမာလေးဆိုလို့ရှိရင်ဘုန်းကြီးတို့အများကြီးစဉ်းစားတယ်ကောင်းတယ်ဟုတ်လားအချိန်ကတိတ်မရှိတော့လို့နောက်ဆုံးဂါထာလေးနှစ်ပုဒ်ဆက်သွားရအောင်အဂိဝတိနကထသမေကောဒောယတပဝတ္တိနိဟိယတိတတယတောကာလပခေဝစန္တိပါ
မိုင်မဲတဲ့ပုဂ္ဂိုလ်တွေရဲ့တဏ္ဍာမှာဖြစ်တဲ့အမျက်ဒေါသဟာမျက်ခြောက်တွေထင်းရောက်တွေသိရွက်ခြောက်တွေတဲကိုကြားသွားတဲ့မီးလို့တဟုံးဟုံးတောက်တယ်တဲ့ပြီးတဲ့ဥမာလေးတွေရမ်းကောင်းတယ်နော်ဉာဏ်မရှိတဲ့လူစိတ်တို့တရားနဲ့တွေ့ပြီဆိုတာနဲ့ဒေါသတွေကဘာဖြစ်လာဟုံးဟုံးတောက်လာတယ်ဘာနဲ့ဥမာပေးတော့သိရွက်ခြောက်တွေမျက်ခြောက်တွေလောင်လွယ်လိုက်တာမီးလောင်လွယ်လိုက်တာနော်အဲ့ဒါလိုဖြစ်ပြီဆိုလို့ရှိရင်နိယတိတတယတောကာလပခေဝဇန္တိမှာလာစုပက္ခမှာထွက်တဲ့လလို့အဲ့ဒီလူရဲ့အရှိန်ဝါတွေကြက်သေးတွေကောင်းမှုတွေချမ်းသာတွေအကုန်လုံးဟာတဖြည်းဖြည်းနဲ့ဆုပ်ယုပ်သွားလိမ့်မယ်ဒါလည်းဥမာနဲ့ထပ်ပေးတယ်နော်လာစုရက်မှာထွက်တဲ့လတရပြီးတရက်လာလေးရတေးသွားတာအဲ့ဒါနဲ့ဥမာပေးတာနော်ညံနေတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာဖြစ်တဲ့အမျက်ဒေါသဟာမျက်ခြောက်တွေအမိုက်ခြောက်တွေထဲမှာကြားတဲ့မီးလို့တဟုံးဟုံးတောက်လိုက်မယ်ဒါဆိုရင်ဒီလူတန်တာမှာရှိတဲ့ကောင်းတာလေးတွေကြက်သေးလေးတွေမင်္ဂလာလေးတွေအကုန်လုံးဟာမဖြစ်သွားဘူးလို့လာစုပ်အချိန်မှာထွက်တဲ့လလို့အဖြစ်ဖြစ်နဲ့ဆုပ်ယုပ်သွားမယ်အနေတော်ဒုမကေတုဝကောတော်ယတုပတမတိအပူရတိတတယတောတုတ်ကပခေဝဇန္တိမှာဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ရဲ့တန်တာမှာဖြစ်တဲ့အမျက်ဒေါသကတော့မီးစာမရှိတဲ့နေရာမှာကြားတဲ့မီးမွားလို့တခါတည်းငြိမ့်သွားတယ်ကျတို့မြေပြောင်အခုလိုတမန်တလင်းကွန်ကရစ်ခင်းထားတာမျိုးမီးပွားလေးကြားတယ်ဘာဖြစ်သွားတော့တောက်လျှောက်ငြိမ့်သွားလောင်เสียတောက်เสียမီးစာမရှိဘူးဟုတ်လားအဲ့တော့ကျတို့ဒေါသဖြစ်လာပြီဆိုလို့ရှိရင်ဆက်လက်ပြီးတော့လောင်ကျွမ်းနေတယ်ဆိုတာမီးစာရှိလို့ကျတို့တွေးရတယ်ဟုတ်တယ်မို့လားအဲ့တော့မီးစာကဘာမှမဖြစ်မလဲရုပ်ရည်တို့ညံကလေးထုတ်ကြည့်သမ်းပါအောင်ဒေါသဖြစ်လာပြီးတော့တော်တော်နဲ့ငြိမ်မှုဆိုရင်သူမီးစာရှိလို့ဒီမီးဟာဆက်လောင်နေတာအဲ့တော့မီးစာဟာဒေါသရဲ့မီးစာဟာဘာမှမဖြစ်လိမ့်မလဲအာယောနိတော်မနတိကာရပဲဖြစ်လိမ့်မယ်လို့ဘုန်းကြီးကတော့တွေးမိတယ်သူ့ရဲ့စဉ်းစားတာတွေတွေးတောတာတွေဆင်ခြင်တာတွေဟာအလွဲတွေကြီးပဲဒါပေမဲ့သူ့ကိုယ်သူလွဲလို့လွဲမှန်းလဲမသိဘူးလွဲတာကိုလည်းတဲ့တယ်ထင်တယ်မှားတာကိုလည်းမှန်တယ်ထင်နေတယ်အဲ့ဒါကောင်းကောင်းလောင်ပါပဲနော်အခုဒီမှာဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာဖြစ်တဲ့ဒေါသကတော့လောင်စာမရှိတဲ့နေရာမှာကြားတဲ့မီးလို့ရုပ်ချီးပဲငြိမ့်သွားတယ်တဲ့အဲ့ဒါဆိုလို့ချင်းအပူရတိတတယတောတုတ်ကပခေဝဇန္တိမှာနော်လာဇန်ပက္ခမှာထွက်တဲ့လလို့တဖြည်းဖြည်းနဲ့အချမ်းရံတွေကြောစောတွေကောင်းတဲ့တွေချမ်းသာမှုတွေကောင်းမှုတွေဟာတဖြည်းဖြည်းနဲ့တိုးလာလိမ့်မယ်တဲ့ဟုတ်လားဒါကဘုရားလောင်းရသေးကဘယင်ကိုပြောပြနေတဲ့စကားတွေအဲ့လိုပြောလိုက်တဲ့အခါကျတော့ရှင်ဘုရင်ကဩအလွန်ကောင်းတဲ့သူတော်ကောင်းတွေငါပြင်မမိတာပဲသူညံအလင်းလေးရတယ်အဲ့ဒါနဲ့အခန်းထဲမှာလောင်ပိတ်ထားတဲ့ရသေးမလေးကိုပြန်လှုပ်ပြီးတော့ဂိုင်းတပည့်တော်အရှင်ဘုရားတို့ကိုစောင့်ရှောက်ပါမယ်ဒီဥယျာဉ်ထဲမှာပဲအသက်ထက်ဆုံးနေပါတကယ်လဲသူစောင့်ရှောက်တယ်အဲ့ဒါနဲ့သူတို့အဲ့ဒီဥယျာဉ်ထဲမှာပဲချမ်းချမ်းသာသာနေတယ်နောက်တော့ရသေးမလေးကအသက်မရှိရှာဘူးစောစီစီကွယ်လွန်သွားတယ်အဲ့ဒီရသေးမလေးကွယ်လွန်သွားပြီဆိုတော့ဘုရားလောင်းကဒီဥယျာဉ်ကိုစွန့်ပြီးတော့ဟိမန္တာပြန်ဝင်တယ်အဲ့ဒီကြတော့မှဇံပင်ញင်ရတယ်အဲ့ဒါသုလဘောဓိဇာတဲ့ဒေါသအားကြီးတဲ့ယဟန်တစ်ပါးကိုဟောတယ်လို့ဆိုတယ်နော်အဲ့ဒါဘုန်းကြီးတို့ပုထုတင်တဘာဝဒေါသကတော့အားကြီးရတဲ့လူတွေကြီးများတယ်လို့ထင်ပါတယ်ဟုတ်လားနည်းနည်းလေးမှကျွတ်တို့ရဲ့စိတ်ကနော်အထီးအခိုက်မခံဘူးဒေါသဖြစ်ဖို့ကတော့ဘာတော့အယံတဲ့မနော်နည်းနည်းလေးတော့ပြောလိုက်တာနဲ့တောက်လျှောက်တိုးတော့တာပဲစိတ်ကဟုတ်လားအဲ့တော့ကိုယ့်ကိုငါဒေါသမကြီးဘူးလို့မြင်မထင်လေနဲ့နော်ဒေါသဖြစ်ရဖို့ဘယ်လောက်လွယ်တယ်လဲဆိုတာကိုယ့်ကိုယ်သာစဉ်းစားဟုတ်လားဒါကြောင့်ကိုယ့်ရဲ့စိတ်ကိုဒေါသနှိပ်စက်ခြင်းကနေပြီးတော့နော်တတ္တရာရအောင်နောက်ဆုံးလွတ်ကင်းအောင်ဘုန်းကြီးတို့တွေဟာကြိုးပမ်းအထောက်ရမယ်အဲ့တော့မေတ္တာတရားကတော့သူကဒေါသအတွက်အထူးပြုပြီးတော့ပေးထားတဲ့ဒေါသယောဂအတွက်သူကအကောင်းဆုံးဆေးပဲသူကသုလဘောဓိဇတ်တဲ့နော်ဒီဇတ်တော်ထဲမှာပါတဲ့အကြောင်းအရာလေးတွေကဒေါသကိုနှဲပါအောင်ကြိုးစားတဲ့နေရာမှာအများကြီးအထောက်အကူပြုလိမ့်မယ်လို့ဘုန်းကြီးယုံကြည်ပါတယ်နော်ဒါကြောင့်ကိုယ့်ရဲ့ဒေါသကိုနီးမှလမ်းမှနှဲပါအောင်ကြိုးစားနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဘုန်းကြီးတို့ဆန္ဒပြုပြီးတော့ဒီကနေ့ပြုကြရတဲ့ကုသိုလ်ကောင်းမှုအစွစုတို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဲ့ညာပုညံမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း